ပါဟိုနေ့ကတင်ထားတဲ့ဒီရုံပါချင်း streaming pattern ကိုဘယ်လိုတိခတ်မလဲဆိုတော့မေးထားတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးနဲ့ပြန်ပြီးတော့ရှင်းပြပြီးတော့ဖြည့်ပေးပါမယ်ဒီ streaming ကိုတော်တော်များများသိကြတာတော့ကျွန်တော်တို့ horror pattern လို့သိကြပါတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဟို podcast အဲ့တော့ podcast streaming pattern လို့ခေါ်ရင်လည်းပုံမှန်ပါတယ်เนาะဟိုဒါတော့နာမည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဘာညာထွေထူးပြောကြတော့မရှိပါဘူးဆိုတော့ဒီကတော့ streaming ဘယ်လိုတိခတ်မလဲဆိုတော့ကိုကျွန်တော်ပြပြပေးပါမယ်ဆိုတော့ကျွန်တော်တို့team ပုံစံကြတော့ဒီ1 and 2 and 3 and 4 and ဗျာအဲ့ဒီမှာ2နဲ့1 and 2ဆိုတဲ့အချိန်မှာကျွန်တော်တို့ဒီကျိုးတွေကိုမြူပြီးတော့ထွက်လာတဲ့အတန်တစ်ခုဖြစ်အောင်လုပ်မယ်ပြီးရင်ဟို A မှာပြန်ထွက်မယ်3 and 4မှာအတန်ပိတ်ပြီးတော့4ရဲ့ A မှာကြိုက်တယ်ပြန်မယ်ဒီကကျတော့စုံကဏ္ဍတွေပေါ့2နဲ့4နဲ့မှာအတန်ကိုဒီလိုမျိုးပိတ်ထားတဲ့အကျိုး open close tree အတန်လေးတွေပေါ့အဲ့လိုမျိုးအတန်ထွက်အောင်လုပ်မှာပေါ့နော်ဒါကျွန်တော်တစ်ခေါက်တီးပြမယ်အဲ့လိုပေါ့ချလိုက်မယ်1 and 2ဆိုတဲ့အချိန်မှာကျွန်တော်ဒီလိုမျိုးအတန်ထွက်မှာပေါ့နော်ဒါဆိုရင်ဘယ်လိုမျိုးတီးရမလဲဆိုတော့ကျွန်တော်တို့ဒီမှာလက်ဝါးဆောင်လေးရှိတယ်ပေါ့နော်ဒီလိုလက်ဝါးဆောင်လေးကိုကျိုး6ကျိုးလေးကျိုး6ကျိုးလုံးရဲ့အပေါ်မှာတင်လိုက်မယ်လက်ဝါးဆောင်လေးကိုနော်ကျိုး6ကျိုးလုံးရဲ့အပေါ်မှာတင်လိုက်မယ်တင်ပြီးတော့ pattern ကိုဆွဲချလိုက်မယ်ပြောပြမယ်နော်လက်ဝါးဆောင်လေးကိုကျိုး6ကျိုးရဲ့အပေါ်မှာတင်လိုက်မယ်ပြီးရင် pattern လေးကိုဆွဲချမယ်ဒီဟာကိုပြန်တင်မယ်တင်ဖို့မမေးနဲ့နော်ပြန်တင်မယ်pattern လေးကိုဆွဲချမယ်ဒီဟာကျတော့ထောက်ဆူးနဲ့တူပြီးတော့ဒီဟာကျတော့ခဲတန်နဲ့တူတယ်ဗျာဒီလိုမျိုးဒီဟာကိုထောက်ထားပြီးတော့ဒီလို pattern လေးကိုဆွဲချလိုက်တာလက်ပြန်တင်မယ်ဆွဲချမယ်ပြန်တင်မယ်ဆွဲချမယ်ပြန်တင်မယ်ဆွဲချမယ်တင်မယ် pattern လေးကိုဆွဲချမယ်အဲ့ဒီခါကျရင်ဒီလိုမျိုးအဲ့လိုမျိုး open street အတန်လေးတွေထွက်လာလို့မရဘူးเนาะလို့တင်မယ်ဆွဲချမယ်ဒီဟာရောက်သွားပြီဆိုရင်ဒီလိုမျိုးတင်တန်ဆွဲချတဲ့ဟာကိုရောက်သွားပြီဆိုရင်နှစ်ခုကိုတစ်ချိန်တည်းပေါင်းလို့မယ်တင်တာနဲ့ pattern ကိုတီးချတဲ့ဟာကိုတစ်ချိန်တည်းပေါင်းပြီးတော့လုပ်မယ်ပေါ့နော်အဲ့လိုမျိုးတတ်ထွက်အောင်လုပ်မယ်အရင်ဆုံးဒီဟာကိုပဲအရင်အောင်လုပ် okay ရောက်သွားပြီဆိုရင်နှစ်ခုပေါင်းလုပ်မယ်နော်1အရင်ဆုံးတီးလိုက်မယ်1 and 2 and 3 and 4 and 1 and 2မှာအားထည့်မယ် A မှာအတန်ပြတ်ထွက်လာမယ်နော် and 3 and 4ဒါနဲ့ဘာတွေတီးလို့ရလဲဆိုတော့မျိုးတော့မကိုအဝမ်းနဲ့ဆွေးနေမှုလွမ်းတွေမှာမမကောင်းငါဆိုင်လို့လာနေတယ်ဒီဟာတွေဒါကိုဦးအာဇာနေရပါတော့ကျွန်တော်တို့ဆိုဦးလောက်ကြောက်သွားပြီပေါ့ကိုအာဇာနေရပါတော့ဒီဒီအတဲကွဲမျိုးတော့ဆိုလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီလိုမှလူတွေတင်ရတယ်ကျွန်တော်တို့တဲ့ရှာလိုက်အောင်သောအကားလာပေါ်မှာနေကြမလားဒီလိုဒီမှာပြန်ကဝဲမလားမမကမောင်ကိုရလိုက်မလားမမကမောင်ကိုရလိုက်မလားဒီဟာတွေလည်းတီးလို့ရတယ်เนาะဒါမောင်ခေါ်ရလိုက်မှာပေါ့လာပေါ့เนาะပြီးရင်ဒါမမြင့်ပေါ့เนาะခမကြီးလည်းလာနေပြီ1986ငါမင်းရတဲ့နေပြီတွေးလိုက်တိုင်းတော့ငါမရလို့ပဲโอเคဆိုတော့ဒါဆိုရင်နားလည်မလို့ထင်တယ်ကျွန်တော်တို့နောက်ထပ်သိချင်တဲ့technique လေးတွေ guitar technique လေးတွေရှိရင်ကျွန်တော် comment section လေးထဲမှာရေးထားပေးခဲ့ပါကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ပြပါမယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်